ကျွန်တော်အဲ့ဒီလွန်ခဲ့တဲ့2005ခုနှစ်2005ခုနှစ်ကစပြီးကျွန်တော်ဘဝကတဖြည်းဖြည်းပြောင်းလဲလာတယ်ဒီညီလေးဆိုတဲ့ချင်းမရေးခင်မှာလွန်ခဲ့တဲ့10နှစ်ဝန်းကျင်ကကျွန်တော်တချင်းကိုပေါက်တယ်ကျွန်တော်ချစ်တဲ့သူမှာဟဲလေလေဆိုတော့လေးကြောင်းပါပြီဟုတ်ကဲ့မသိတော့ပြင်လာရောဘယ်မသိတော့ဒါလည်းငါးနေကြတော့တော့လေမောင်ကောင်းဆိုတာနော်မောင်ကောင်းလည်းကျွန်တော်ရပြတ်တော့ကျွန်တော်တော့နင်းနေတယ်သူလည်းဒီစင်းနဲ့ပေါက်နော်တော့ကျွန်တော်ကတော့တီးဆရာပြောင်းနေတယ်ဒါပေမဲ့အဲ့ဒီစင်းနဲ့ပေါက်ခဲ့တယ်အဲ့တော့မူးတယ်ဟောလားပြောပါအဲ့တော့မူးတယ်ဟောဒါပေမဲ့အခုချိန်မှာတော့ဝေကျွန်တော်လည်းပူတော့ဒါလည်းလေအသက်ရှင်ပြားပေါ်တယ်အခုဒီလေးတစ်ချက်က YouTube မှာကြည့်ရှုလို့လုပ်ပြပါမယ်။နေရ30ကျော်လား40ကျော်လားဒီနော်မြန်မာပြည်မှာကြည့်ရှုလို့အများဆုံးပဲ။အဲ့ဒါကရေးတဲ့ကျွန်တော်ကြောင့်လည်းမဟုတ်ဘူး။ဆိုတဲ့ကိုမျိုးကြီးကြောင့်လည်းမဟုတ်ဘူး။အရင်ပြီးကောင်းတဲ့ IC ကြောင့်လည်းမဟုတ်ဘူး။ဟုတ်တယ်နော်။ IC ရမ်းကောင်းတာပဲအဲ့လိုကြီးဒီလိုမများဘူး။ကိုမျိုးကြီးအများကြီးရေးခဲ့တာအဆိုခဲ့တာပဲအဲ့လိုကြီးဒီလိုမများဘူး။ကျွန်တော်လည်းအများကြီးရေးခဲ့တာပဲအဲ့လိုကြီးဒီလိုမများဘူး။ဘာကြောင့်ဒီသချင်းကအလောက်ထိကြီးပေါ်များသွားရလာလဲယေရှုကြောင့်ဖြစ်တယ်ဟာလေလုယာမမလေးဒီသချင်းကိုကြော်နိုင်တဲ့နောက်သချင်းတွေပေါ်လာနိုင်ပါလေဒါပေမဲ့ဒီသချင်းကတော့ဘုရားအသက်ရှင်ခြင်းရဲ့တက်တည်ဖြစ်တယ်ဘာကြောင့်လဲဆိုတော့ musician မဟုတ်တဲ့ဂီတသမားမဟုတ်တဲ့ကြောက်တုံးလေးကနေထွက်လာတဲ့ချင်းဖြစ်တယ်ဟာလေလုယာသချင်းကြီးတော်တဲ့သူတွေကနေသချင်းကောင်းထွက်တယ်ဆိုတာမဆန်းဘူးဘာမှမလုပ်တတ်တဲ့သူတွေကနေအဲ့ဒီသချင်းကောင်းထွက်တယ်ဆိုတာဘုရားကြောင့်ဖြစ်တယ်ဟာလေလုယာဘုရားရဲ့လို့ယေရှုတော်ကြောင့်1 2 3ဘုရားရဲ့လို့ယေရှုအောင်ရမှုကြီးမမရခြင်းနေပါလူတွေကိုနေကြောင့်ရဲ့မချသေးတဲ့ပေါ်ကွာရန်သူတောင်းတဲ့ကြောင့်မစွမ်းနိုင်လေကွာလူရောက်ကိုဆွဲတူပါနောက်ကျော်ကိုတားလေတော်လေပြုံးပြလိုက်ပါအသေးဆုံးမစကားအမြဲတမ်းထောင်လာနေလေရာသူတွေရဲ့ချီးမွမ်းခြင်းနဲ့ကြဲရဲ့ခြင်းဟာအာလောကနာ
Alokana Riva